အခုကအတွက်ဘဲကိုပြန်ရောက်လာလဲဆိုတော့တွေ့အိမ်နဲ့အနည်းဆုံး Vivo City ပါ Vivo City ဆိုတာစင်ကူမှာအကြီးဆုံး shopping mall တွေကတစ်ခုအဲ Vivo City မှာလာတာပြဒီမှာကြည့်လိုက်ပုံစံကိုကြည့်လိုက်နော်ဒီမှာကြောဝဲဒီမှာအထုပ် Okay ဒီလိုမျိုးအာ Vivo City ကိုရောက်တော့တွေ့ရဒီမှာအိမ်ကို9နိုင်မှဝင်ရမှာဆိုတော့3လအောင်တက်လာတာ3လအောင်တက်လာတော့မီးလေးတွေစင်ထားတွေ့လှရပြမလို့လားဒီမှာကြည့်ဒါက Vivo City 3လွှာမှာကွာ3လွှာမှာဒီလိုအလှစင်ထားပါတော့နော်ဒါညမရောက်သေးလို့အခုမှ6နာရီကျော်ပဲရှိသေးရဆိုညရောက်ရင်ဒီထက်လှမှာပေါ့နော်တယောက်တည်းဆိုတော့တွေ့ဗီဒီယိုရိုက်ပေးမဲ့သူမရှိဘူးကွာဒီမှာတွေ့လားလှမလားဦး Vivo City 3လွှာမှာပါဒီမှာကြည့်လှရတွေ့လားဟိုမှာကေဘယ်ကားရတော့နေဒီမှာကြည့်ပါကြည့်လိုက်ပါကြည့်လိုက်ပါ